လာပါစစ်စစ် မင်္ဂလာပါရှင် ဟုတ်စစ်စစ်ရဲ့နာမည်လေးပြောပြပေးပါဦးရှင် စစ်စစ်လေးနေမာရီတဲ့ ဟုတ်စစ်စစ်ဒီအရင်တော့ကပေါ့နော်ဒီမြကြီးနားမှာအကြာကြီးတာဝန်ထမ်းဆောင်တယ်လို့ကြားတယ်စစ်စစ် ဟုတ်တယ် ဟုတ်ဘယ်နှစ်လောက်တာဝန်ထမ်းဆောင်ခဲ့လဲရှင် 20မြကြီးနားမြို့ကျောင်းမှာ9နှစ်ဒီအင်ဂျင်လုံးကျောင်းမှာအနည်း20ဟုတ်ဆင်းနေဟုတ်အဲ့ဒီအတော်အသွင်ပေါ့နော်စစ်စစ်ဒီမှာဘယ်လိုမျိုးတာဝန်ထမ်းဆောင်ခဲ့တာလဲရှင် ဒီမှာစစ်စစ်ကြီးတာဝန်ပေါ့နော်တာဝန်ခံစစ်စစ်ကြီးပေါ့ဒီအနည်း20အတွင်းမှာကျမတို့မှာမူဂျိုဘန်ဘလူးမမခင်ဒီဟုတ်အဲ့ဒါဖွင့်အဲ့ဒါမှမဟုတ်ရမူဂျိုစဖွင့်ရစား20လောက်နဲ့စားတာပေါ့နောက်ကြတော့များလာတာပေါ့အခုဆိုရာကျော်လေးရှိတယ်ဟုတ်ကျမစဖွင့်လာတာစစ်စစ်ရဲ့အခုပေါ့နော်ဘယ်နေမှာတာဝန်ကြလဲရှင်ဒီမှာဒီကနေ့နဲ့ထောင်အိတ်ပွဲမှာပြန်ဆင်းသွားတယ်ဟုတ်ပြန်ဆင်းသွားပြီးတော့ရန်ကုန်တာနာမှာအမှုထမ်းတယ်ဟိုအနည်း20ရှိတယ်ဒီမှာတော့25နှစ်ပေါ့ဟုတ်ဟုတ်စစ်စစ်ရဲ့အခုနောက်ဆုံးအနေနဲ့ပေါ့နော်ဒီရဲ့ကျမတို့ရဲ့ RV ရဲ့အစီအစဉ်ကိုအားပေးနေတဲ့ပရိသတ်တွေကိုဗာများအားပေးစကားပြောချင်တယ်ရှင်ဒီဆိုင်ကညားထောင်ရတဲ့အားရတယ်နော်ဟုတ်ကျမလည်းဒီမှာကချင်ပြည်နယ်မှာလာအမှုထမ်းနေရဆိုတော့လည်းလူမျိုးမတူဘူးနဲ့တကယ်ခုတက်တယ်ဝင်ဂျူဘီလီ3ကလက်ခံတယ်ဟုတ်ဂျူဘီလီခံနေရွှေဂျူဘီလီခံနေဒီစိတ်ဂျူဘီလီခံအနောက်ဆုံးနော်အခုအဲ့ဒါ80ရှိပြီရှိပြီရအားရတယ်အဲ့ဒီလေးကျိုးစုတယ်နော်အခုလိုမေးတများကိုဖြည့်ပေးတဲ့အတွက်ကျေးဇူးပါပဲရှင်ဟုတ် and congratulations ပါစစ်မင်္ဂလာပါစစ်စစ်မင်္ဂလာပါရှင်ဟုတ်စစ်စစ်ရဲ့နာမည်နဲ့စစ်စစ်တာဝန်ကျတဲ့ပြောပြပေးလို့ရမလားရှင်ဟုတ်ကဲ့ရှင်ကျမရဲ့နာမည်ကစစ်စစ်မှုရှိအမြင့်တာချက်ကိုပါတယ်အခုလောလောဆယ်တာဝန်ကျတာကဘမောတာတနာရွှေကိုဖြစ်ပါတယ်ဟုတ်စစ်စစ်အနေနဲ့ပေါ့နော်ဒီနေ့ကစစ်စစ်ရဲ့25နှစ်ပြည့်ငွေစင်ဂျူဘလီဆိုတော့ဘယ်လိုခံစားရလဲရှင်ငွေစင်ဂျူဘလီဆိုတော့လေရန်နဲ့ပြောရဲကိုယ့်ရဲ့တငယ်ချင်းတွေနဲ့စစ်စစ်နဲ့အများကြီးနဲ့ပြောတယ်လတ်ပပနဲ့ပြင်ဆင်ပေးတယ်ပျော်ပျော်ရွှင်ရွှင်နဲ့တည်ဆူပေးတယ်မိစားလေးပါဝင်နိုင်တဲ့အတွက်ကြောင့်ဖခင်ကိုကျေးဇူးတင်ပါတယ်မိစားပူဇော်ပေးတဲ့အဖေဖုန်းတော်ကြီးကိုလည်းကျေးဇူးတင်ပါတယ်ဆယ်တို့ရဲ့Francis Xavier ဘက်ကနေပေါ့နော် Francis Xavier အတင်ကိုင်းကနေဆယ်တို့ရဲ့တုပ်ဆောင်ချက်လုပ်ငန်းစဉ်တွေဆောင်ပုဒ်ပြီးတော့ဒီအသင်းတော်မှာဘယ်လိုခန္ဓာအနေပါဝင်နေလဲဆိုတာပြောပြပေးပါဦးရှင်ကျွန်တော်တို့Saint Francis Xavier ကအတင်းတော်နဲ့တလုံးတွားသည်ဆိုတဲ့ဆောင်မှုရှိပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့စေကကန္တာအတီးတီးမှာပေါ့နော်ဆေးရုံမှာကြည့်တဲ့ဆရာမစစ်ဆေးရှိတယ်ငိုချိုးကြည့်တဲ့စစ်ဆေးရှိတယ်ဘောလာကြည့်တယ်မိဘမဲ့ကလေးကိုကြည့်ရှုတဲ့စစ်ဆေးရှိပါတယ်အားလုံးပေါ့နော်အတင်းတော်နဲ့တလုံးတွားသည်ဆိုတဲ့ပေါ့နော်နေရာတကာမှာကျွန်တော်တို့ကြည့်ရှုနေရပါတယ်ဟုတ်နောက်တစ်ချက်ကကျတော့စစ်ဆေးတို့ဒီမြန်မာနိုင်ငံအပါဝင်ပေါ့နော်ဒီကဘာပေါ်မှာဘယ်နိုင်ငံမှာနေရာချထားလဲကျွန်တော်တို့အီတလီရဲ့ US ရဲ့ Thailand မြန်မာပြည်ဖိလစ်ပင်းမှာပါနောက်ဆုံးအနေနဲ့ပေါ့နော်ဒီကျမတို့ရဲ့အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့နာတော်ဆင်နေတဲ့လူတွေကိုဗာတယ်များအားပေးစကားပြောချင်တယ်ရှင်ဘေစကာဆိုတော့သူနဲ့သူအားလုံးချင်းကိုညီဝိုင်းပွန်းကိုညီပေးကြတဲ့ကျေးဇူးရှင်တွေအားလုံးကိုကျေးဇူးတင်တယ်လို့ကျမတို့ရဲ့ Saint Francis Xavier တလရှင်ကျောင်းမှာလည်းပဲလူငယ်မောင်လေးများလူငယ်များကိုလည်းထပ်မံဖိတ်ခေါ်ပါတယ်လို့ဒီလရှင်ဖြစ်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်